ဒီကနေဟိုတွင်းကနေပြီးတော့လာပြီးတော့လက်နဲ့ကြည့်လိုက်ပြည့်လေဟိုမှာအုပ်ထားတဲ့ဟာဘယ်တော့မှမိုးကပြပြခါတယ်လေ